ဆရာတရင်ကိုအရင်စပြောကြမှာဗျာတဲရှောင်းမြို့နယ်မှာရှိတဲ့ဝင်းဝစစ်တပ်စခန်းကိုကျွန်တော်တို့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်လိုက်ပါပြီအဲ့ဒီစခန်းကစစ်ခွေးတွေကအနှစ်30ကျော်တပ်ဆွဲထားတဲ့နေရာပါအဲ့ဒီမှာစစ်ခွေး68ကောင်အတုံးယုံတည်ဆုံးကုန်ပြီးတော့လက်နက်မျိုးစုံ40ကျော်30ရရှိခဲ့ပါတယ်ဒါကို KNU ဗိတ်တဝဲခင်ကလည်းထုတ်ပြန်ထားတာရှိပါတယ်အဲ့ဒီစကန်ကိုဖေဖော်ဝါရီလ9ရက်နေ့ကစတင်ပြီးတော့တိုက်ခတ်ခဲ့တာဖြစ်ပြီးတော့17ရက်နေ့မှာတော့အပိတက်သိမ့်ပိုက်နိုင်ခဲ့တာလို့သိရတယ်နော်တိုက်ပွဲအတွင်းကိုစစ်ကူလာတဲ့စစ်ကြောင်းတွေကိုလည်းတော်လိုင်းတပ်တွေကကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ပြီးတော့စစ်တပ်ဘက်ကတော့ခုနပြောသလိုပဲနော်68ကောင်တည်ပြီးတော့အများပြထိခိုက်ဒဏ်ရာရပြီးတော့ထွက်ပြေးသွားကြရည်လည်းရှိတယ်လက်နက်မျိုးစုံ40ကျော်လည်း30ရရှိခဲ့တယ်ဒါကဝမ်းသာစရာသတင်းတစ်ခုပေါ့နော်โอเคနောက်တစ်ခုကြည့်အောင်နောက်တစ်ခုကတော့ကျွန်တော်တို့ຫນွေဦးတော်လိုင်းမဟာမိတ်တပ်ပေါင်းစု19ဖွဲ့နဲ့ဖွဲ့စည်းထားတဲ့ຫນွေဦးတော်လိုင်းမဟာမိတ်တပ်ပေါင်းစု SI ပေါ့ SI ရဲ့အရှိကန်စစ်ပညာတင်တန်းအပတ်စဉ်တက်ပေါ့နော်အပတ်စဉ်တက်လို့သုံးလုံးရတာကသူတို့ SI မဟာမိတ်တပ်ပေါင်းစုဖွဲ့ပြီးမှပထမဆုံးဖွင့်တဲ့တင်တန်းဖြစ်လို့အပတ်စဉ်တက်တင်တန်းစင်ပွဲကိုလွတ်မြောက်နေပြီတနေရာမှာကျင်းပပြုလုပ်ခဲ့တယ်တဲ့အဲလွတ်မြောက်နေပြီတနေရာဆိုတော့ဘယ်မှာလဲဆိုတော့အာရခတ်တပ်တော် AA ထင်းရှုပ်ထားတဲ့နေရာမှာပါကျွန်တော်အထင်ပေါ့နော်အဲ့ဒီမှာပဲဖြစ်ဖို့များပါတယ်အဲ့ဒီတင်နန်းကိုဘယ်သူတွေကတင်နန်းပေးခဲ့တာလဲဆိုတော့ AA ကတင်နန်းနီးပြတွေကလေ့ကျင့်သင်ကြားပေးခဲ့တာပါတင်နန်းကာလမှာအခြေခံစစ်ပညာတွေစနီးဗျူဟာတွေစစ်တပ်တော်ကျင့်ဝတ်တွေစစ်စည်းကမ်းတွေကိုလေ့ကျင့်သင်ကြားပေးခဲ့တယ်နော်ဒီစစ်စည်းကမ်းတွေဆိုတာလည်းအရေးကြီးတယ်ဒီလိုစစ်စည်းကမ်းတွေပါတေချာမသင်ကြားပေးလို့ရှင်လည်းမင်းအောင်လည်းစစ်တပ်လို့ဖြစ်သွားမှာလဲစိုးရင်ရတယ်အဲ့ဒီတင်နန်းကိုဗမာပြည်သူလူမျိုးရေးတက်တော့ BPN လေရောတက်တော့ YA မကွေးပြည်သူကာကွယ်ရေးတက်မတော်မကွေး PDF ဗမာပြည်လူမျိုးရေးဒီမိုကရက်တစ်တပ်ဦး BND ရဲ့တင်နန်းသားတွေတက်ရောက်ခဲ့တယ်တဲ့တခြားသူတို့ကတော့တပ်ဖွဲ့19ဖွဲ့နဲ့စုစည်းထားတယ်ဆိုတော့အဲ့19ဖွဲ့တွေကတင်နန်းသားတွေလည်းပါမှာပေါ့နော်โอเคဒါကတော့နောက်ထပ်တစ်ချက်အနေနဲ့အာရခတက်တော် AA နဲ့ SI ကြားမှာညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုတွေရှိနေတယ်လို့ထင်သာမြင်သာရှိရတဲ့အချက်တစ်ချက်ပါနော်ဝမ်းသာစရာပါပဲ SI က NUG ရဲ့ကာကွယ်ဝင်ကြီးဌာနလက်အောက်မှာရှိတဲ့ PDF တွေနဲ့လည်းစေပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဖို့အတွက်နှစ်ဖက်သဘောတူညီထားတာတွေလည်းရှိပါတယ်နော် SI နဲ့ NUG နဲ့ကလည်းမဟာမိတ်တွေပါပဲโอเคသတင်းကောင်းလေးပြောပြရခါကြတော့အခုထိလက်မလျှော့သေးတဲ့ခွေးမျိုးမင်းအခုထိ AA ကမိရှုတက်ဖြတ်တာလို့စစ်တုံးမန်းတွေကိုဆွဆွဲနေတယ်အခုထိကိုလက်မလျှော့သေးအဲ့ကောင်ကြည့်အောင် AA ကဒီလေနဲ့ချက်ခံရတဲ့ကိစ္စဆိုခေါင်းစဉ်တက်ပြီးတော့ဒီအန်သေးချောင်းကိစ္စကိုအန်သေးချောင်းလားအန်ပါလဲဘာချောင်းဆိုလဲအဲ့ကိစ္စကိုအကြီးကျယ်သူဝါဒဖြန့်တယ်ဒါလက်ချောင်းဒီလောက် AA ဝါဒဖြန့်နေတာကိုကြည့်ပြီးတော့ကျွန်တော်နည်းနည်းလေးတော့တန်တရားတွေခင်ဗျားတို့ပြည်သူလူထုတော့ဘယ်လိုစဉ်းစားလို့မသိဘူးပေါ့နော်တန်တရားတွေပုံမကြီးထွားသေးဘူးလားပေါ့ AA ဒီလိုလုပ်နေတာကျွန်တော်ကြည့်ပြီးတော့ပိုတော်ပြုံးစရာဖြစ်လာတယ်နော်အန်မျိုးနယ်တွေကဟိုပါပေါ့တန်မျိုးနယ်တွေကသူတို့ဒါလက်ချောင်း sorry ဒီလောက်ပြောပြနေတာမှမင်းတို့လူကောင်တွေကဖင်ပိတ်ညင်းနေတော့ဒီလိုတော့မပြောပြလို့ရှိရင်မင်းတို့ကောင်တွေကဒီထက်တောင်ဆိုးမှလေအဲ့တော့မင်းတို့လူဖင်ပိတ်ညင်းနေရဲ့ကောင်တွေညင်းလို့မရအောင်အချက်လက်အပြည့်စုံနဲ့ပတ်သေးသေးနဲ့တကွာချပြရတာဗောခွေးသားရဲ့ခွေးမသားရဲ့ဒီလောက်တော့နားမလည်ဘူးလားဒီလိုချပြနေရတော့မှမင်းတို့ဖင်ပိတ်ညင်းဖင်တော်မဟုတ်ချစ်သမျှအပေါက်အကုန်ပိတ်ပြီးညင်းနေတဲ့ကောင်ရှိနေသေးတာပဲဒါလက်ချောင်းစစ်တုံးမန်စကန်ဆိုပြီးသူကပြောတယ်နောက်တက်ကလေးနဲ့ကျဲပါတယ်ပြောတယ်အဲ့မှာကြံခဲ့တဲ့အဲ့မှာတည်တယ်လူအများကြီးတည်ပါတယ်သူတို့ရဲ့ဖော်ပြချက်တွေမှာတော့တည်တယ်တော်များတည်လို့ပြောတယ်နော်ဟိုဘုံမှုချုပ်အစ်နေတည်တယ်ပေါ့ဗျာဘုံမှုကြီးတွေအရသားဟိုစစ်သားတွေအများကြီးတည်တယ်ပေါ့ဗျာဒီပွဲမှာအများကြီးတည်ပါတယ်ဆိုပြီးတော့ပြောတယ်အဲ့ပြောတဲ့အကြောင်းကို AA ကဘယ်လောက်ဝါဒဖြန့်လဲဆိုတော့အဲ့ဒီကအန်တိုင်မှာဖန်ကလည်းဘုံချုပ်ကြော်တန်းတို့နော်ဘုံချုပ်တောင်းထွန်းတို့အစာဘုံမှုကြီးဘသူတို့စစ်သားရဲ့ဇနီးဘသူတို့အဲ့ဒါတွေနဲ့အကြီးအကျယ်ကိုတခါလေအင်တာဗျူးတွေကိုမိုက်တွေကြီးမိုက်တွေနိုင်တက်ပြီးတော့အင်တာဗျူးတွေအကြီးအကျယ်ဝါဒဖြန့်နေတာတွေ့ရတယ်ဆိုတော့ခင်ဗျားတို့ဒီခဲပြရအောင်မကြည့်ဘဲနဲ့ခဲလာကြည့်ကြမယ်ဆိုရင်AA ဟာဘာဖြစ်လို့ဒီအန်ဒလက်ချောင်းကတီးဆုံးမှုဒလက်ချောင်းကတီးဆုံးမှုဖြစ်စေကိုAA ဟာဘာဖြစ်လို့အကြီးအကျယ်လောက်ဝါဒဖြန့်နေတယ်လဲဆိုရင်မင်းကောမင်းတို့စစ်တပ်ရဲ့လူမဆန်မှုရုပ်မှရက်ဆက်မှုတွေကိုကဘာသိအောင်ချပြတာကွာချင်းမဲရသူတို့လေးနဲ့ဘုံကျဲတယ်လို့သူကပြောတယ်နော်တက်ကလေးနဲ့ဘုံကျဲပြောတယ်အဲ့ဘုံကျဲခါတဲ့နေရာဒီဘာလို့ဝက်ချန်လိုမျိုးလုပ်ထားတဲ့တန်နဲ့စိုက်ထားတဲ့ဒီအချင်းထောင်ပေါ့အဲ့ဟာလေးကအဲ့တန်တိုင်းတစ်ချောင်းအောင်နံပြန်ပြဲလွှားနေမှာတွေ့အောင်ပြောကြထောက်ပြအများကြီးပဲကျွန်တော်ဘာလို့တရားအများကြီး highlight မလုပ်သေးလဲဆိုတာဒီကောင်တွေဘာထပ်ကြောင်လာမသိချင်ဘာထပ်ကြောင်မလဲပေါ့အခုဒုတိယကြောင်နေမှာထပ်ပြီးဝါဒဖြန့်နေတာကြီးခါတော့တပ်မတော်သားဟိုဖန်ခါတဲ့တုံးမန်းတပ်မတော်သားတွေပေါ့အဲ့ဒီကဝိုင်းပြောတဲ့စကားတွေနဲ့ဝါဒဖြန့်ပြီးတော့လူတို့ကိုထင်အောင်ထင်မှားပြောင်းလုပ်တယ်ခင်ဗျာမြေပြင်ချင်းနေကြည့်လိုက်ဘုံကျဲခံရတယ်ဆိုအဲ့တန်ကြောင်တွေကဘာလို့အဖြောက်လိုက်ရှိနေသေးတာ
နော်ဘုံကျလိုက်တယ်ဗျာကြားတယ်အုပ်ဆိုအဲ့တန်းကြောင့်နေအဲ့ကိုယ်မယ်စင်မယ်ပွန့်ထွက်သွားတာကြီးနည်းအောင်ဖြစ်မယ်အဲ့ကျဲခိုင်ဆိုပြီးတော့ဘုံကျဲခံရတယ်လို့ပြောရင်တေဆုံးသူတွေလက်မှာခြေချင်းဝတ်ဒီပိုင်းမှာခြေထား6ဒီမှာခြေထားရဟာတွေနော်ခြေထားရဟာတွေခြေအဲ့လည်းမပြတ်ဘူးပြီးတော့တချို့အလောင်းတွေဆိုရင်တနက်ပြတ်တက်ခါတဲ့ကြီးစံမှုတွေတွေ့ရတယ်မြင်နေရတဲ့ပုံသူတို့ဖော်ပြတဲ့မှာတွေ့နေရတယ်တချို့ဟာတွေက မီးလောင်ဝင်တည်နေတဲ့ဟာကိုဘလို့တနတ်ဒဏ်ရာပိုင်မင်းဘလို့တွေးလိုက်တော့ဟဲ့ရမင်းဘလို့ vision နေကြည့်လိုက်တော့ဘလို့လှမ်းကြည့်လိုက်တော့မီးလောင်ဝင်တည်နေတဲ့လူကိုတနတ်ဒဏ်ရာတွေ့တယ်ဆိုတော့ငါတို့တော့မှအလောင်းကတစားစီဖြစ်လို့တချို့ဆိုဘယ်သူဘယ်ဝါမှမသိအသားစားရအောင်ချာမရအောင်အဲ့ဒါကိုမင်းကတနတ်ကြည်စံအရာလှမ်းတွေးလိုက်ရသေးရောအောက်လို့ပဲစားပြောတာ တွေ့နေရတယ်တချို့ဟာတွေကပြီးတော့အဲ့ဘေးနာအပင်တွေပါညာဆိုတော့မီးလောင်ထားတဲ့ပုံစံမျိုးဆိုတာတဲ့ဆိုင်သူတို့မီးရှို့ထားတဲ့ပုံစံမျိုးဖြစ်နေတော့လေဘုံကျဲလို့မြည်ခြိုက်ဝင်နေတာကြီးဖြစ်သွားတာမျိုးမတွေ့အောင်သူကတက်မလို့သူပြောတဲ့လေကြီးသားတွေကျဲမှာတော့ဗျာခင်ဗျာလည်းအများဆုံးခြိုက်ဝင်ရကျင်းရောက်ကျင်းရတယ်ခုမှပြစ်တူးနေတော့မသိဘူးတန်တိုင်းဒီခုမှပြစ်ခွဲဖြဲလိုက်တော့မသိဘူးဆိုတော့ရှေ့ကဘုံနောက်ကပေါ်ဖြစ်နေတဲ့ဇလန်းနေအဲ့တော့သူတို့အေးရသူတို့ဖုံးလာတာကိုသူတို့ဝါရဖြန့်ကျင်တာကိုလူတွေကြားထဲမှာစစ်တပ်ကိုလူတွေမုန်းအောင်ပြီးတော့တက်မတော်သားတွေကြားထဲမှာစစ်တပ်မတော်ကသူတို့စစ်သားတွေကပြန်တက်တယ်ဆိုတော့ဟာမျိုးမမြင်မြင်အောင်တက်မတော်သားတွေဒီရခိုင်ပြည်နယ်ထိုးစစ်ဆင်နေတဲ့တက်မတော်သားတွေအရင်ထဲမှာတက်မတော်ငါတို့လည်းပြန်ပြစ်မှာပါလားဆိုအတိတရားဝင်သွားအောင်လို့စိုက်ဝါးတွေထည့်ကျင်တဲ့ခါကျတော့အကြီးအကျယ်ကိုဒါကိုဝါရဖြန့်တာတွေ့ရတယ်အဲ့တော့ပြောရင်တော့သူတို့တမင်ကိုဝါရဖြန့်ပြီးတော့လူတွေကြားထဲမှာအတကုံဖြန့်ပြီးတော့လူတွေဝါဖြစ်နေတဲ့သဘောရှိတယ်တွေ့ရတယ်ဆိုတော့ဒါပေမဲ့ဟာနေတဲ့ချက်တွေကခုနကကျွန်တော်ပြောချက်တွေကဟာနေတယ်ဒါကြောင့်ကျွန်တော်ဒီနေရာမှာပြောချင်တာတော့ရိုးရိုးလေးပြောရင်အေးဟာရှေ့မှာဘလောက်ပဲဖုံးနေသူ့ရဲ့အဖုံးလာတွေကတဖြည်းဖြည်းနဲ့ပေါ်လာပါပဲအမဟိုတယောက်ဆိုဘုံဘုံတို့တောင်းထုံးဆိုကျွန်တော်တို့လည်းလွတ်လပ်နေရပါတယ်လက်မှာတန်ချီလက်မှာဟိုဖက်တိကွာလို့တန်ဝင်းခါတာတယ်ကျွန်တော်လွတ်လပ်နေရပါတယ် ဟဲ့အောင်တုံပန်းကတုံပန်းလို့ထားမှာလေလွတ်လက်ဆိုတာကမင်းတို့စစ်တပ်လိုမျိုးနှိပ်စက်နေရမဟုတ်ဘူးလေဒီသူတတ်မှတ်ထားတဲ့အဝန်းဝန်းတွေမှာတော့လွတ်တော့နေခွင့်ရှိမှာပဲဒါပေမဲ့တုံပန်းကိုတုံပန်းလို့ထားရတယ်ငါတို့ကတုံပန်းလို့မထားလို့ဘာတော့အဲ့ဒီတုံပန်းလို့ဖျားစမော်တင်ထားရမှာလားတုံပန်းကိုတုံပန်းလို့ပဲထားရမှာပေါ့ကွာငါတို့ကအဲ့ဒါကိုကြိုက်တယ်အဲ့လိုထားမှကရင်နီပြည်မှာဖြစ်သွားခဲ့တယ်လို့မျိုးဖြစ်စင်နေမဖြစ်ပေါ်လာမှာလူသားချင်းစာနာမှုကတတ်တရားခံလိုပဲဆက်ဆံရမယ်တုံပန်းကိုတုံပန်းလိုပဲဆက်ဆံရမယ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာတွေကိုလည်းအပြည့်အဝငါတို့ကလုပ်ပေးတယ်စောင့်ရပေးတယ်ဒါပေမဲ့တုံပန်းကိုတုံပန်းလိုပဲထားမှာပဲဖျားစင်မော်တော့တင်မထားနိုင်ဘူးရအောင်တော့ပေါ့လား ကျွန်တော်လွတ်လပ်နေရပါတယ်လို့ပြောတယ်အေဒဝိဖြစ်တဲ့ဘုံမှုတို့တောင်းထုံးရဲ့လက်မှာဟိုတန်ဝင်းနဲ့လက်ထိတ်တန်ဝင်းခါတာအဲ့လွတ်လပ်နေရတာလားခါစနာကြည့်နော်အဲ့ဒီပိုင်းထွက်ပြီးတော့အဲ့တော့ထောက်လိုက်ကြအောင်နော်ဘုံမှုတို့တောင်းကြော်ဟန်းလက်ရောက်ကောဘုံတို့ကြော်လင်းလာပါလားဘူးလေတယောက်ရှိတယ်ဘုံတို့ကြော်ဘူးဆိုလဲကြော်တန်းဆိုဘုံသူ့လည်းရောက်ကောတပိုင်းပဲလက်တွေမပြတော့ကဲပြောအဲ့မှာဗျာရှုတော့မျိုးစုံနဲ့မိုက်တွေပြတက်တာကောလာမိုက်တွေဘုံတက်ပြီးတော့ဝါရရဲ့အသက်တန်ဖြတ်ပြီးတော့လူတွေကြားထဲမှာဒီဗီဒီယိုဖိုင်တို့တရက်ဆက်မီဒီယာပေါင်းများစွာနဲ့လှော့နေတယ်ဆိုကြတဲ့ကဒါတွေကသူတို့ဟာသူတို့ကြုံတင်ပြင်ဆင်ဇာတ်လမ်းတွေဆင်ထားပြီလို့ကောက်ချက်ချလို့မရဘူးလားနော်တောင်းတောင်းဖြစ်စဉ်ဆိုရင်တောင်းတောင်းတော့ပြောပါဗျာမသိရင်ဗျာခင်ဗျာသူဟာကြီးကဟိုတအားကြီးကိုရုပ်ရှင်ဆန်တော့နေတယ်အဲ့တော့ဘာဒီဟာကိုမင်းကဒီ116ရောက်တည်သွားတာကိုတော်ရုံတန်ရုံဖြစ်စဉ်လို့ပြောလားဟုတ်လားမင်းတို့ရဲ့စစ်တုံးမှန်116ရောက်မင်းတို့ဘုံကျလို့တည်သွားတာကိုဒါကိုတာမန်ဖြစ်စဉ်လို့ပဲပြောရမှာလားအဲ့116ရောက်ရဲ့အနောက်မှာသူတို့ပြန်လာဖို့စောင့်နေတဲ့သူတို့ရဲ့မိသားစုဝင်တွေရှိတယ်သူတို့နဲ့တူတူဖမ်းဆီးခံထားရတဲ့သူတို့ရဲ့တုံပန်းမိသားစုဝင်တွေရှိတယ်ငါအဖေဘယ်တော့ပြန်လွတ်လာမလဲဆိုပြီးတော့ညှော်လန်းတကြီးနဲ့မင်းတို့ပြည်မမှာစောင့်နေကြတဲ့သူတို့ရဲ့မိခိုတွေရှိတယ်တားမယားတွေရှိတယ်အဲ့တော့ဒီ116ရောက်တည်သွားတော့မင်းကတာမန်လေးလို့ပြောရှင်တာလေဒါတာမန်ဖြစ်စဉ်ပေါ့တော်ကိုချင်းစာတရားကင်းမဲ့တဲ့ခွေးမသားကြော်မျိုးမင်းခွေးစကားပဲပြောဖို့တက်တဖြည်းဖြည်းနဲ့အေးဟာတော့သူပေါ်ရင်နဲ့ပေါ်နေတဲ့သဘောရှိတယ်ဆိုတော့ဒီဝါရဖြတ်မှုကြီးကတော်တော်ကိုသူတို့ကဒီဥအောင်လွင်သူ့သမီးကိုဟိုဥအောင်လွင်နဲ့ဟိုဟာတို့အဖွဲ့တွေရှင်းတဲ့ကျွန်တော်သူ့သမီးကိုဟိုစစ်တပ်ကမလိမ့်ချင်ပါလေလို့ဝါရဖြတ်တယ်လို့မျိုးပဲဖြစ်နေပြီเนาะဖြစ်ကြားရတဲ့အတိုင်းပဲနော်ဒီကောင်ကဖင်ပိတ်ညင်းနေတုံးလဲကျွန်တော်တို့ကတော့တိတိမြတ်တက်တယ်အကုန်ချပြနေမှာပဲအခုဒီမှာနောက်ထပ်ကျွန်တော်တယောက်ထပ်ပြမယ်ဘိုလ်ချုပ်ကြော်တန်းကိုယ်တိုင်ပြောပြထားတဲ့ဖြစ်စဉ်ကိုပြောပြမယ်7မိနစ်လောက်တော့ရှိတယ်ကျွန်တော် Telegram မှာမပြတော့ဒီမှာပဲကြည့်ပါတော့တိတိနဲ့လှုပ်တဲ့ဆိုတော့တော်တော်လေးကိုရဲစပြီးတော့ကျွန်တော်စိတ်မကောင်းခံစားရပါတယ်တိတိနဲ့လှုပ်တဲ့ဆိုတော့စပွဲတစ်ခုကိုနိုင်ဖို့အတွက်ကတော့ဒီလှုပ်ဆောင်ချက်တစ်ခုတည်းနဲ့တော့မအောင်မြင်နိုင်ဘူးလို့တော့ပြောလို့ရတယ်ဒီလောက်ပဲပြောလို့ရမယ်ကျွန်တော်တော့ပြန်တန်းဝင်မှတ်ကြီး2938ဘုံကျုပ်ကြော်တန်းဖြစ်ပါတယ်ကျွန်တော်အနေနဲ့နောက်ပိုင်းတိုင်းစစ်တာနာချုပ်ကို2020ခုနှစ်
မှာရောက်ရှိပြီးတော့တိုင်းဦးစီးချုပ်တာဝန်ကိုစတင်တာဝန်ထမ်းဆောင်ခဲ့ပါတယ်ဒီ2024ခုနှစ်မှာတော့ဒီအန်တိုက်ပွဲမှာကျွန်တော်အနေနဲ့ဒါဖန်ဆီးခံခဲ့ရတာဖြစ်ပါတယ်ကျွန်တော်ဘုံမကျဲမိအခြေအနေကတော့ကျွန်တော်တို့စစ်သုံးဝမ်းအဖွဲ့တွေကိုဒါထမင်းကျွေးတဲ့အချိန်ပေါ့နော်ထမင်းကျွေးပါတယ်မနေ့ပိုင်းထမင်းကျွေးပြတာထမင်းကျွေးတာတော့ကျွန်တော်တို့9နာရီ10နာရီလောက်မှဒါတုတ်လိုက်ကျွေးတာဖြစ်တဲ့အတွက်ပြီးစီးသွားပါတယ်ရခိုင်နေ့တွေလည်းဒါပုံမှန်ကျွေးမွေးနေတဲ့အချိန်တွေပဲဖြစ်ပါတယ်ပြီးတော့7နာရီကျော်လောက်မှာပေါ့7နာရီကျော်လောက်မှာတော့ဒါချက်လင်းနေနဲ့လာပြီးတော့ဘုံကျဲတိုက်ခိုက်ပါတယ်တိုက်ခိုက်ခြင်းကိုခံရပါတယ်ခံရတဲ့အခါမှာတော့ကျွန်တော်တို့အကုန်လုံးကတော့ဒါအားလုံးဒီရှိတဲ့နေရာမှာပေါ့လေရှိတဲ့နေရာမှာပဲအကုန်လုံးဒါနေရာဥစားဖြစ်ရတာပေါ့နေရာယူထားကြရတာပေါ့နော်နေရာယူထားကြပြီးတော့တိုက်ခိုက်ခံရပါတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ဒီတိုက်ခိုက်မှုကျဲသွားတဲ့အချိန်မှာဖြစ်တဲ့နည်းနဲ့ပေါ့နော်အတင်းဆွဲထုတ်ကြပါတယ်ဒီမှာရှိတဲ့အာရခတက်တော်တပ်ဖွဲ့ဝင်တွေတွေ့ချေဥစားတိုက်ခိုက်မှုကျဲသွားတဲ့ဂျားကာလာလေးပေါ့ဂျားကာလာလေးမှာအမြန်ဆုံးပေါ့နော်အကုန်လုံးကိုကြောသားရင်သားမခွဲချပဲပေါ့နော်ဒီဘက်ကရသားအကျဉ်းသားတွေဒီဘက်ကအာရခတက်တော်အကျဉ်းသားတွေကျွန်တော်စစ်သုံးပန်းရေကြောသားရင်သားမခွဲချပဲအကုန်လုံးကိုဆောင်ရွက်တယ်ဆိုတော့ဆွဲထုတ်ပြီးဆောင်ရွက်သွားတယ်ဆိုတော့သိရှိရပါတယ်တိုက်ခိုက်ခံပြီးတော့ကျွန်တော်ပြီးသွားတာပေါ့အားလုံးပြီးသွားတာ3နာရီကျော်လောက်3နာရီလောက်တော့မှန်းပါတယ်3နာရီလောက်အဲ့လောက်မှာအားလုံးပြီးသွားတဲ့အချိန်မှာတော့ကျွန်တော်အနေနဲ့သိရှိရတဲ့အနေထားရတော့ကျွန်တော်တို့စစ်သုံးပန်းဖန်ဆီးခံထားရတဲ့စစ်သုံးပန်းအဖွဲ့တချို့ဟာဒါဒီဘုံကျဲမှုကြောင့်ထိခိုက်ကြဆုံးသွားပြီးတော့တချို့ကတော့ဒဏ်ရာရရှိသွားတယ်လို့ကျွန်တော်အနေနဲ့သိရှိရပါတယ်အဲ့ဒီနောက်ပိုင်းမှာတော့ဒီကျွန်တော်တို့ရဲ့စစ်သုံးပန်းအဖွဲ့တွေကိုဒဏ်ရာရှိရတဲ့အဖွဲ့တွေကိုတော့ဒီကတော့အာရခတက်တော်ကရှိတဲ့ဆေးအဖွဲ့တွေနဲ့ကျွန်တော်တို့စေဝါကူတာမှုတွေပေးပြီးတော့ကြံရှိတဲ့အဖွဲ့တွေတော့ဘေးလွတ်ရာကိုတော့ကျွန်တော်တို့အကုန်လုံးရွှေ့ပြောင်းပြီးတော့စနေကြနဲ့ပဲပြန်ပြီးတော့ကျွန်တော်တို့ပုံမှန်ဒီကျွေးမွေးဆောင်ရှောက်မှုတွေနဲ့ဆောင်ရွက်ထားပြပါတယ်။အဲ့လိုတည်ပြီးတော့မှတိုက်ခိုက်မှုပုံမှာတော့ကျွန်တော်အနေနဲ့ကတော့ဒါတော့တိုက်ခိုက်ကျွန်တော်တို့နေတာဖြစ်ဒါကိုတည်တဲ့အတွက်မတိုက်ခိုက်သင့်ဘူး။တိုက်ခိုက်ရဒီလိုမတိုက်ခိုက်တဲ့ဟာကိုတိုက်ခိုက်တဲ့အတွက်ဒါကတော့မလုထိုက်တဲ့လုပ်ရက်တစ်ခုကိုလုပ်တယ်လို့ပြောလိုပါတယ်။ကျွန်တော်အနေနဲ့ကတော့ဒီတိနဲ့လို့သူတို့ကင်းထောက်ပြီးတော့မှလာလုပ်တဲ့ပုံမှာတော့ကျွန်တော်အနေနဲ့မလုထိုက်တဲ့လုပ်ရက်တစ်ခုပေါ့နော်မလုထိုက်တဲ့လုပ်ရက်တစ်ခုကိုလှုပ်ဆောင်ခဲ့တယ်ပြီးတော့ဒီလုပ်ရက်ကလည်းပြင်းပြင်းထန်ထန်လှုပ်ဆောင်ခဲ့တယ်အဲ့ဒီအတွက်မလုသင့်မလောက်ထွက်ဘူးလို့ပဲကျွန်တော်အနေနဲ့ယူဆပါတယ်ကျွန်တော်တို့ကတော့ကိုမျက်စိရှေ့မှာကြာဆုံးတည်ဆုံးသွားတဲ့သူတွေပေါ့နော်တည်ဆုံးသွားတဲ့သူတွေရဲ့အလောင်းတွေကိုမြင်ရတဲ့အခါမှာတော့များစွာဒါစိတ်မကောင်းလည်းဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့အနေနဲ့ဒါမျိုးတွေထပ်ပြီးတော့မဖြစ်ပါစေနဲ့လို့လည်းထပ်ပြီးတော့ကျွန်တော်တို့ဆူတောင်းပါတယ်မလုံးထပ်ပြီးတော့လည်းမလုံးပါစေနဲ့လို့လည်းဆူတောင်းပါတယ်ကျွန်တော်တို့ဒီလောက်ရနဲ့ပတ်သက်လို့အခုဒီလိုသိကြသွားပြီဆိုရင်နောက်ပိုင်းဒါမျိုးတွေထပ်ပြီးတော့မလုံးသင့်ဘူးခုလောက်ခဲ့တဲ့ပုံမှာလည်းပဲဒါပြင်းထန်တယ်မလုံးသင့်တဲ့လို့တစ်ခုလောက်ခဲ့ပြီနောက်ဒါမျိုးထပ်မှန်မဖြစ်ပွားဖို့အတွက်ပေါ့နော်ဒါမျိုးတွေထပ်ပြီးတော့မကြုံရအောင်ပေါ့နော်အားလုံးဒါကိုဆင်ခြင်ပြီးတော့တတိနဲ့ဆင်ခြင်ပြီးတော့စီမံဆောင်ရွက်တဲ့တယ်လို့ကျွန်တော်အနေနဲ့ပြောလိုပါတယ်နောက်တစ်ခုကကျွန်တော်တို့ဒီတာဝန်ထမ်းဆောင်ခဲ့မှုတွေဒီဒါအခြေအနေရကြောင့်စူးစမ်းရင်းနဲ့ဒီလိုအခြေအနေမျိုးရောက်ခဲ့တာပေါ့နော်အဲ့ဒါကြောင့်မလို့ဒီပေါ်မှာတော့ကျွန်တော်တို့ပေါ်မှာလည်းပဲရခိုင်လိုပဲစောင့်ရှောက်ပေးဖို့ဒီလိုလုပ်ရမျိုးတွေနဲ့ဆောင်ရွက်ခြင်းကိုမပြုတ်ပေးဖို့ပြောလိုပါတယ်ဥစားပေါ့ကျွန်တော်အနေနဲ့ယူဆတာတော့ဒီလိုအခြေအနေမျိုးတွေကိုတစ်ဖက်အနေနဲ့လှုပ်ဆောင်လို့မရအောင်ထိမ့်သိမ့်မှုတွေပေါ့နော်လှုပ်ဆောင်လို့မရအောင်ရည်ရွယ်ပြီးတော့လှုပ်ဆောင်တယ်ဆိုပေမဲ့လည်းပဲတကယ်တမ်းမြေပြင်မှာဖြစ်ပျက်နေတာဒီကျွန်တော်တို့တွေပဲကျွန်တော်တို့ဒီစစ်သုံးပန်းတွေပဲတကယ်တမ်းကျတော့ဖြစ်ပျက်ခံစားနေရတာဖြစ်ပါတယ်အဲ့ဒီပုံမှာလည်းပဲဒါအများကြီးကျွန်တော်တို့နောင်ကိုထပ်မှန်ပြီးတော့မဖြစ်ပွားအောင်ဆောင်ရွက်ပေးဖို့ပြောလိုပါတယ်ကျွန်တော်အနေနဲ့စတင်ဝင်ရောက်စဉ်ကတော့ဒါနိုင်ငံရဲ့တက်ပေါ့နော်အဲ့ဒီကိုဝင်ရောက်ခဲ့ကောင်းမွန်တဲ့ရိုးစာနဲ့ငွေရရတဲ့စတင်ဝင်ရောက်ခဲ့တာပါ
အခုလက်ရှိအခြေအနေမှာဆိုတော့ဒီလိုမျိုးဆက်သွားနေမယ်ဆိုရင်တော့ဒီလိုမျိုးဆက်ပြီးတော့ပေါ့နော်ထပ်ပံပြီးတော့လုံးမယ်ဆိုရင်တော့ဒါကျွန်တော်ရဲ့ယူဆချက်တွေကတောင်းလဲပြရမယ်အနေထားဖြစ်ပါတယ်သူတို့ရဲ့လုပ်ရကသူတို့အနေနဲ့ဒီခုဒီလိုမျိုးကိစ္စတွေပေါ့နော်ထပ်ဖြစ်တဲ့သတင်းရဟိုမခိုင်လုံဘူးပေါ့မခိုင်လုံလို့စစ်သုံးပန်းတွေရဲ့နေရာမှန်းကိုမသိဘူးလို့လုပ်ခဲ့တယ်ဆိုပေမဲ့အဲ့ဒီပေါ်သဘောမျိုးတွေနဲ့ဒီနဲ့ဖြစ်တယ်လို့အချိန်ချင်းဖြစ်တာမျိုးဆိုရင်တော့မသိတော့ဘူးပေါ့နော်တေးချာကျွန်တော်တို့ကသတင်းအားလုံးကိုတေးချာစစ်ပြီးမှဒီလိုမျိုးတွေကိုထပ်ပြီးတော့လုံးဝမဖြစ်အောင်အခုဖြစ်ခဲ့တာအားလုံးတွေဒီတိုင်းပဲဖြစ်ခဲ့နေတဲ့အနေထားဆိုရင်ဒါတော့ဆိုတော့တော်တော်လေးကိုတည်တင်နေပြီပေါ့နော်တည်တင်ပြီးတော့ရှစ်ဆက်ပြီးတော့ဥစ္စာဖြစ်ပြီးတော့ဟိုစီစစ်နဲ့ဆောင်ရွက်တင်ပါတယ်အဲ့ဒီလိုမှမဟုတ်ဘူးဆိုလို့ရှိရင်တော့ဒါနောင်မှာဆိုလို့ရှိရင်တမ်မတော်နေနဲ့မကောင်းဖြစ်သွားမှာပါဒီကျွန်တော်တို့ကစစ်ကဲသဘောသွားပါရတော့စစ်ကဲဒီလိုလောက်ရက်တွေအကုန်လုံးကတော့ဒါကိုထိခိုက်တာဖြစ်တဲ့အတွက်မကောင်းပါဘူးဒီလိုမျိုးဒီသုံးပန်းစခန်းနေပြီးတော့ဗောနော်သုံးပန်းစခန်းနေပြီးပဲအချိန်ချင်းဖြစ်လာတယ်ဗောတိုက်ခိုက်မှုတွေအချိန်ချင်းဖြစ်လာခဲ့တယ်ဆိုရင်တော့ကျွန်တော်တို့ဒီပေါ်မှာဒီစစ်သုံးပန်းတွေကိုကျွန်တော်တို့ဖြစ်သွားတဲ့စစ်သုံးပန်းတွေကိုပြန်လည်လက်မခံခြင်းတော့တဲ့အနေနဲ့လားဒါမှမဟုတ်လည်းပဲကျွန်တော်တို့လုံးဝပဲဆွန့်လွတ်လိုက်တယ်ဆိုတဲ့သဘောမျိုးလားဆိုတာနောက်ပိုင်းမှာတန်တရားဖြစ်စရာတွေတော့ဟိုဖြစ်ပွားလာလိမ့်မယ်လို့ယူဆပါတယ်ဒီလိုမျိုးတိုက်ခိုက်မှုတွေဟာမှားယွင်းတိုက်ခိုက်မှုတွေဖြစ်တယ်ဆိုရင်လည်းပဲဒါနဲ့ပတ်သက်လို့တာဝန်ယူဖြေရှင်းပြရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒါနဲ့ပတ်သက်လို့ဒီလိုမျိုးထပ်ပြီးတော့ဒါမျိုးတိုက်ခိုက်နေမယ်ဆိုရင်တော့ဒီမိုကရေစီဖော်ဆောင်မှုကျွန်တော်အမြင်နဲ့ကတော့ဒါမိကုန်းထုတ်စရာတွေဖြစ်လာမှာဖြစ်ပါတယ်ကျွန်တော်ရဲ့အတွေ့အကြုံနေနဲ့ပဲပြောပြပါမယ်ကျွန်တော်ဒီကိုရောက်ရှိလာပြီးတဲ့အချိန်ကစပြီးတော့စစ်သုံးပန်းဖြစ်နေရောက်ရှိလာပြီးတဲ့အချိန်ကစပြီးတော့ကျွန်တော်တို့ကိုဒါဒီစာရေးစာပေါ့နော်စာရေးစာနဲ့ပတ်သက်လို့ဒါလုံလောက်အောင်ကြိုးမွေးထားပါတယ်ပြီးတော့ကျမ်းမာရေးအတွက်လည်းပဲဒါရှိတဲ့အခြေအနေနဲ့ပေါ့နော်အကောင်းဆုံးဖြစ်အောင်တော့စောင့်ရှောက်ထားပါတယ်အဲ့ဒီတိုင်းပဲကျွန်တော်တို့လည်းပဲကျွန်တော်တို့ဒီစစ်သုံးပန်းဖွဲ့တွေကလည်းသိရှိခံယူထားပါတယ်တကယ်လည်းအဲ့ဒီတိုင်းပဲဆောင်ရွက်ပေးပါတယ်တိနဲ့လုပ်တဲ့ဆိုတော့တော်တော်လေးကိုရဲစပြီးတော့ကျွန်တော်စိတ်မကောင်းခံစားရပါတယ်တိနဲ့လုပ်တဲ့ဆိုတော့ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒီလောက်ဒါရေမတော့ပေါ့နော်ရေလည်းမရှိတဲ့အတွက်ရေလည်းမရှိစေဝရေထက်စောပြီးပြတ်ပါတယ်ရေထက်စောပြီးပြတ်တယ်စေဝကြည်စံဆိုလည်းပဲတက်ဆောင်လောက်ပဲကြံတော့တာပေါ့နော်နည်းနည်းပဲကြံတော့တယ်အဲ့ဒီအခြေအနေလောက်ထိကျွန်တော်တို့ကဆောင်ရွက်ခဲ့တဲ့အနေထားပုံမှာဒီလိုမျိုးပြုမှုဆက်ဆံတယ်တိရသားနဲ့ပြုမှုဆက်ဆံတယ်ဆိုရင်တော့ကျွန်တော်တို့အနေနဲ့များစွာပဲတော်တော်ကြီးကိုစိတ်မကောင်းဖြစ်ပါတယ်ကျွန်တော်အနေနဲ့ပြောချင်တာတော့ဟိုကျွန်တော်တို့ဒီအကျဉ်းထောင်မျိုးပေါ့နော်အကျဉ်းထောင်မျိုးကိုတော့ဘုံကျဲတိုက်ခိုက်မှုမျိုးပေါ့နော်အဲ့ဒါမျိုးကတော့ဟိုအတတ်နိုင်ဆုံးရှောင်ရှားတင်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီသုံးပန်းအဖွဲ့တွေရှိတယ်လို့သိရတဲ့သတင်းမျိုးရခဲ့ပြီးတော့မှတိုက်ခိုက်မှုမျိုးဆိုရင်လည်းပဲနောက်ဘယ်တော့မှမလုပ်ပါနဲ့ဒါမျိုးကကျွန်တော်တို့စစ်တီတွေအတွက်လည်းစိတ်ပိုင်းဆိုင်ရာမှာလာရောက်ရိုက်ခတ်မှုထိခိုက်မှုအများကြီးဖြစ်ပေါ်စေပါတယ်ဒါကြောင့်မလို့ဒီတိုက်ခိုက်မှုတွေဟာနောက်ရှောင်ရှားတဲ့တိုက်ခိုက်မှုမျိုးဖြစ်ကြောင်းပြောလိုပါတယ်တိနဲ့လှုပ်တယ်ဆိုတော့စစ်ပွဲတစ်ခုကိုနိုင်ဖို့အတွက်ကတော့ဒီလှုပ်ဆောင်ချက်တစ်ခုတည်းနဲ့တော့မအောင်မြင်နိုင်ဘူးလို့တော့ပြောလိုပါတယ်ဒီလောက်ပဲပြောလို့ရမယ်ကျွန်တော်ကဲတွေ့လားကြောင်မျိုးမင်းဘုံချိုတန်ပြောတာတွေ့လားနောက်ထပ်ထပ်ပြအောင်မယ်အခုပြမန်တယောက်ကတောင်ကုတ်စကခ9ကတက်မမှုတထူးဆန်နော်သူကိုယ်တိုင်ပြောပြတဲ့အကြောင်း116ယောက်ကိုမင်းတို့ဘုံကျဲတက်ဖြတ်ပြီးတော့တက်ဖြတ်တာနဲ့ပတ်သက်ပြီးသူပြောတဲ့အကြောင်းမင်းတို့စက်ကြည့်ကျွန်တော်ကတော့ပြည်တော်မှာကြီး3331ကိုဘုံမွေးတရုဆန်ဖြစ်ပါတယ်ကျွန်တော်တောင်ဝန်ထဆောင်တာကတော့တုံကုန်းမြို့အမှန်9စစ်စီကုကဲမှုဌာနချုပ်တမမှုဖြစ်ပါတယ်ရှီရန်တောင်ဝန်ကတော့ကစုကိုင်းစကန်ဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်စကန်ကိုအရကတ်တော်နဲ့တက်ခဲ့တဲ့အခါမှာကျွန်တော်လည်းတက်နိုင်ဆုံးခုခံခဲ့ပါတယ်သူ့ပေမဲ့နောက်ဆုံးမှာကျွန်တော်တို့ဘယ်လိုမှမနိုင်တဲ့အဆုံးမှာတော့ကျွန်တော်စကန်ကိုစုတ်ခွာခဲ့ပါတယ်စုတ်ခွာတဲ့အခါမှာလမ်းမှာအရကတ်တော်နဲ့တွေ့ပြီးတော့ဖန်စီတင်းနေခံရခြင်းဖြစ်ပါတယ်
2024ခုနှစ်ဇွန်လ24ရက်နေ့မှာဒီကိုရောက်ရှိပါတယ်ကျွန်တော်တို့စစ်တုံးမန်းတွေကိုကျွန်တော်တို့ဒီမှာစီကံတကြနဲ့ထားပါတယ်ပြီးရင်ကျွန်တော်တို့နေထိုင်စားရေးတောက်ရေးကိုလည်းအားလုံးအဆင်ပြေအောင်စီစဉ်ပေးထားပါတယ်ကျွန်တော်တို့နေထိုင်မကောင်းလို့ကျမကြီးချွတ်တဲ့ရင်လည်းစိတ်ကူးတာမှုတွေရှိပါတယ်ဟုတ်ကဲ့ပါခင်ဗျာဂျက်လီမြန်ဆန်ကြတဲ့ကြမှာကျွန်တော်တို့တော့ဒါပုံမှန်ရှက်တန်းသွားလာတယ်လို့ပဲထင်ပါတယ်ခင်ဗျာနောက်ဘုံကျတဲ့တန်ကြတဲ့ခါမှာကျွန်တော်တို့အားလုံးထောင်ထဲကနေမှအနီးမှာရှိတဲ့မြောင်းနေတဲ့မှာကျွန်တော်တို့ဝင်ပုံးရပါတယ်အဲ့တော့ဘုံကျတာကတော့ကျွန်တော်တို့မတ်လ10ရက်နေ့နိုင်နေဆိုရင်17နာရီနေ့ကင်း17နာရီလောက်ကစပြီးတော့ညနေ3နာရီလောက်မှာပဲပြီးပါတယ်ဂျက်ဖိုက်တာလေးအနေနဲ့ဒီဝိုင်းတွဲဘုံကျလေးနေပါတာကိုတွေ့ရပါတယ်ကျွန်တော်တို့လည်းအမှတောက်လျှောက်ပုံးနေကြရပါတယ်လူဘုံကျခံရတဲ့ဖြစ်စဉ်ကတော့ကျွန်တော်တို့အနေနဲ့လည်းလုံးဝထင်မှတ်မထားတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်ကျွန်တော်တို့ဒီနေရာဆိုရင်စစ်စင်ရေးတက်ခိုက်နေတဲ့နေရာမဟုတ်တဲ့အတွက်ဟိုတစ်ခါမှမျောလင်းလည်းမထားပါဘူးဘုံမကျဲဘူးလို့ပဲထင်ပါတယ်လေအရင်လည်းဒီနေအပေါ်ကနေကျွန်တော်ဖြတ်သန်းသွားလာတာအများကြီးကြားနေရပါတယ်အခုကတော့ကျွန်တော်တို့နေရာကိုတက်တက်ကြီးကြာလာတဲ့သဘောမျိုးသွားဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့သုံးမန်းနေမြမတက်မလို့သားသုံးမန်းနေလည်းတော်တော်များများအတီးကြီးတရားရတာတွေဖြစ်ခဲ့ပါတယ်အဆင့်မြင့်ဆုံးအနေနဲ့တော့101တက်မှမှုပါပါတယ်ခင်ဗျာပြီးရင်101နီးပြွားမှုပါပါတယ်ခင်ဗျာကျန်တာတွေကတော့ပူမှုနဲ့ပူကြီးတွေနောက်အခြားဆင့်တွေဖြစ်ပါတယ်ဓာတ်ကြီးဆုံးနဲ့ဆိုရင်တော့ပူမှုကြီးမြင့်ရွှေဖြစ်ပါတယ်သူရဲ့ယာဓုကတော့တက်မှမှုဖြစ်ပါတယ်သူတော်ဝန်ထမ်းဆောင်ဒါကတော့အမှတ်101ချင်းမြန်တက်မှဌာနချုပ်ဖြစ်ပါတယ်နောက်နီးပြွားမှုကတော့သူနဲ့အတူတူပဲ101တက်မှပဲဖြစ်ပါတယ်သူနာမည်ကတော့ဘုံမူကြီးညံစော်ဖြစ်ပါတယ်။ယာရုကတော့ဤပြွားမှုဖြစ်ပါတယ်။ဟုတ်ကဲ့မြတ်ကျွန်တော်တို့တမတော်ရဲ့အကြီးကဲတွေရောဒီဘက်ကအကြီးကဲတွေရောဟိုကျွန်တော်တို့အကြံပြုချင်တာပေါ့နော်။ယုံကြည်မှုတိဆောက်ဖို့ယုံကြည်မှုထားဖို့လိုပါတယ်။ပြီးရင်ကျွန်တော်တို့ပြောင်းတဲ့တယောက်ကိုဒါနားလည်မှုမလွဲပဲနဲ့အားလုံးကိုပြောရမယ်ဆိုရင်တော့ဖြစ်တဲ့ပြဿနာတွေကိုကျွန်တော်တို့အများဆုံးပြည်လည်အောင်ဖြေရှင်းမယ်ဆိုတဲ့ဟိုစိတ်ဆန္ဒနဲ့ပြင်းပြစွာနဲ့ဆောင်ရွက်ဖို့ဟိုတက်တွန်းပြောကြလိုပါတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒါဘယ်ဘက်ပဲဖြစ်ဖြစ်အားလုံးကအစဉ်ပြေပြေနဲ့ကိုယ်နေမိလိုက်ကိုအေးချမ်းချမ်းနဲ့နေနိုင်ကြမယ်ပညာရေးစီးပွားရေးလူမှုရေးနိုင်ငံကွန်မြူတိုတဲ့ရေးတွေကိုအားလုံးနိုင်ငံသားတွေကိုစီလုပ်နိုင်ပြီးတော့မှကျွန်တော်တို့ဒါနိုင်ငံကိုလည်းအနေဆုံးစင်ရဖွံ့ဖြိုးမှုအနေဆုံးဘဝကနေကျွန်တော်တို့ပြန်ပြီးတော့တိစောက်ကယ်တင်နိုင်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီလမ်းကြောင်းကိုကျွန်တော်တို့ဒါအနည်းဆုံးသွားနိုင်ဖို့တော့ကိုလည်းတိုက်တွန်းပြောကြကြပါတယ်ကျွန်တော်မိသားစုကလည်းကျွန်တော်ဒီမှာဒီဖန်စီထင်းထင်းခန္ဓာရတာကိုလည်းသိမှာမဟုတ်ပါဘူးကျွန်တော်လည်းဒီမှာတစ်နေ့နဲ့9လလောက်ကြာပြီဆိုတော့အားလုံးကဒီသလားရှင်သလားမသိဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိသားစုကိုပြောချင်တာကတော့ကျွန်တော်အသက်ရှင်ကျန်းမာစွာနဲ့ဒီမှာရှိနေပါတယ်သို့ပေမဲ့လည်းယခုလိုလင်းပုံးကျတဲ့ဖြစ်စိုးတွေကြုံတွေ့ရတဲ့အခါမှာတော့မလုံခြုံမှုပေါ့စိတ်မလုံခြုံမှုရောအန္တရာယ်အတွက်ကိုခန်းစားရတာရှိပါတယ်ဒါတွေအများလုံးပြည်လည်ပြီးတော့မှကျွန်တော်ဒီနေရာကနေအများဆုံးလွတ်မြောက်ပြီးတော့ဒီသားစုနဲ့အများဆုံးစုံတွေ့ဖို့မျှော်လင့်ပါတယ်အဲယုံလဲယုံကြည်ပါတယ်ဒီကတက်တော်ထင်းထင်းထားတဲ့ပွဲတွေကလည်းကျွန်တော်တို့ဒါအများဆုံးအဆင်ပြေတဲ့တနေ့မှာပြန်လုပ်ပေးမယ်လို့ကျွန်တော်တို့ပြောထားပြီးသားဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကဒီအသက်ရှင်မဲ့ယုံကြည်ချက်မိသားစုနဲ့ပြန်လဲတွန်းစုံတွေ့မဲ့ယုံကြည်ချက်နဲ့ပဲကျွန်တော်တို့ဟာဒီမှာစောင့်စားနေတာဖြစ်ပါတယ်ကဲဘလို့လဲမင်းတို့ခုထိဘာကြောင့်လက်မလျှော့နိုင်သေးတာလဲဘာကြောင့်အေရမီးရှို့တက်ဖြတ်တယ်ဆိုပြီးတော့ဇွတ်ချစ်သမျှအပေါက်တွေအကုန်ပိတ်ပြီးတော့မင်းတို့ပြောနေကြရတယ်ဒီလိုပြည့်ပြည့်စုံစုံတယောက်တတ်တည်နဲ့တကွာထွက်ပြီးတော့ပြောနေရတော့မှခုပြောနေတဲ့လူတွေကိုတော့မှမင်းတို့ကပြန်ပြီးတော့အဖမ်းခံထားလို့တနက်နဲ့ထောက်ခံထားလို့အပြစ်တင်ဝေဖန်တာနေတော့ထွက်နေသေးတယ်မင်းတို့ကကိုချင်းစာစိတ်ဆိုတာလုံးဝမရှိကြတော့ဘူးထပ်ပြဖို့လိုသေးလားရလိုသေးရင်ထပ်ပြအောင်မယ်ဘိုးကြီးအောင်မြင့်မြတ်ပြောတဲ့အကြောင်းမင်းနားထောင်ကြည့်လိုက်ဟောတော့အမှတ်384အမြောက်တက်ရင်အမ်းမြို့အခြေစိုက်ဖြစ်တဲ့အမြောက်တန်ရဘိုးကြီးစင်ဖြစ်တဲ့ကြီး9352လေးဘိုးကြီးအောင်မြင့်မြတ်ဖြစ်ပါတယ်ကျွန်တော်ဘယ်တော့မှစိတ်ကူးထဲမှာတော့တွေးမကြည့်မိဘူးပါဘူးအမှန်တိုင်းပြောရရင်တော့အဲဒီ3လပိုင်း8ရက်နေ့ရဖြစ်တဲ့အဖြစ်မျိုးကျွန်တော်တို့ကြုံရလိမ့်မယ်လို့
ကျွန်တော်ဘယ်တော့မှမတွေ့ခဲ့ဘူးပါဘူးတကယ်ကြုံရတဲ့အခါမှာတော်တော်လေးအံ့ဩတုန်လှုပ်မိပါတယ်ကျွန်တော်တို့အပေါ်မှာဒီလိုမျိုးတည်တည်ရနဲ့ကျွန်တော်တို့လည်းရှိနေတာကိုတည်တည်ရနဲ့ဒီလိုမျိုးကျန်းတဲ့ဖြစ်တယ်ဆိုတာကိုကျွန်တော်အနေနဲ့တော်တော်အံ့ဩတုန်လှုပ်မိပါတယ်ယုံလည်းမယုံနိုင်ပါဘူးဒါပေမဲ့တကယ်ဖြစ်သွားခဲ့ပါတယ်အဲ့ဒီကိစ္စကတော့တကယ်လုံးနေနဲ့ပေါ်ပြလို့မရနိုင်တော့အောင်ကိုကျွန်တော်ဝမ်းနဲ့ခံစားမိပါတယ်ကျွန်တော်ရင်ထဲမှာလည်းအိုင်နေဖြစ်ဖြစ်ချင်းချင်းမှာတစ်ဆို့ပြီးတော့ကျွန်တော်နေလို့ထိုင်လို့မရဘူးကျွန်တော်ပြောရင်ယောက်ျားတံမနဲ့ကျွန်တော်မျက်ရည်ပါကြားမိပါတယ်အဲ့ဒီရက်တွေကျင်းနေတဲ့အချိန်မှာကျွန်တော်ဘေးပင်ညာတွေကျွန်တော်နဲ့ထောင်ထဲမှာရှိတဲ့ကျွန်တော်ရဲ့စစ်တီတွေရုပ်ဖော်ကင်မက်တွေအကုန်လုံးကဲပါယူပါတစားသားနဲ့အော်ဟစ်ပြီးတော့သွေးတန်ရဲရဲထဲမှာတချို့စပန်နာသားမှန်ပြီးတော့ on the spot တည်သွားတဲ့ကြာဆုံးသွားတဲ့လူတွေလည်းရှိပါတယ်တချို့ဆိုလို့ရှိရင်စပန်နာသားမမှန်ပါဘူးဒါပေမဲ့ကျွန်တော်တို့ထောင်တွေကတစ်သားတန်းတွေပေါ်မီးလောင်တယ်မီးလောင်ပြီးတဲ့ခါကျတော့အဲ့ဒီတစ်သားတန်းတွေကဝင်ပေါက်ကိုပိတ်ပြီးတဲ့ခါကျတော့ဘာမှဒဏ်ရာမရပါပဲကိုလက်အင်ကအကောင့်တိုင်းရှိပြီးတော့ထွက်မရဘဲနဲ့နောက်ဆုံးမီးလောင်ပြီးတော့ဝေဒနာကိုနောက်ဆုံးထွက်တတ်တဲ့ကိုမချိမဆန့်ခံစားပြီးတော့တည်သွားတဲ့စစ်တီတွေရဲ့အတန်တွေကိုကျွန်တော်မျက်လုံးနဲ့မမြင်ရပါဘူးနားထဲမှာကျွန်တော်ကြားနေရတဲ့အချိန်မှာကျွန်တော်တော်တော်လေးစိတ်မကောင်းဖြစ်မိပါတယ်ခံပြင်းနေလည်းဖြစ်မိပါတယ်ကျွန်တော်တို့အဲ့ဒီမတ်လ10ရက်နေ့ပေါ့တနင်္ဂနွေနေ့ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ထောင်တွေမှာကျွန်တော်တို့စစ်သုံးမန်းထောင်တွေကထောင်အမှတ်4ရယ်5ရယ်6ရယ်ကျွန်တော်တို့စစ်သုံးမန်းထောင်တွေဖြစ်ပါတယ်အဲ့ဒီထောင်3ထောင်မှာသူကဖိုကနောက်ဆိုင်ပုံစံရှိပါတယ်ထောင်4နဲ့ထောင်6နဲ့ကတော့ကျွန်တော်တို့တလန်လောက်ပဲကွာပါတယ်လမ်းမှာလူသွားလမ်း6လမ်းလေးတစ်ခုပဲရှိပါတယ်နောက်ထပ်ထောင်5တစ်ခုကတော့ကျွန်တော်တို့ထောင်4ထောင်6နဲ့ဆိုရင်မျက်နှာချင်းဆိုင်မှာသူကပေ20လောက်ကွာပါတယ်ခင်ဗျအဲ့ဒီအချိန်မှာကျွန်တော်တို့ပုံမှန်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရေချိုးထုတ်တဲ့အချိန်ပေါ့ရေချိုးတဲ့အချိန်တစ်ချိန်သတ်မှတ်ထားတာရှိပါတယ်အဲ့ဒီအချိန်ကိုမကြောက်ခင်ကျွန်တော်တို့စောင့်နေပါတယ်တလင်းကုန်နေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့လောအားပေးတွေပါလေလဲကျွန်တော်တို့မရှိပါဘူးအဲ့တော့ထောင်ထဲမှာတော်တော်များများကတော့နားနေကြတဲ့လူတွေရှိပါတယ်နောက်နေမကောင်းတဲ့လူတွေကြမ်းမာတဲ့မကောင်းလူတွေအိတ်နေကြတာတွေရှိပါတယ်အဲ့လိုရှိတဲ့အချိန်မှာကျွန်တော်အချိန်အားဖြင့်တော့ခံမှန်း17နာရီခွဲလောက်ရှိပါမယ်အဲ့ဒီအချိန်မှာတို့ဖိုက်တာပေါ့ဖိုက်တာအတန်ကြားပါတယ်အတန်ကြားပြီးတော့အချိန်ကမရပါဘူး4စက္ကန့်လောက်ပဲ4စက္ကန့်လောက်ကြားပြီးတဲ့အချိန်မှာကျွန်တော်တို့ထောင်4နဲ့ထောင်6နဲ့နှစ်ခုရဲ့ကြားတဲ့မျက်နှာသာဝင်ပေါက်တွေရှိတဲ့မျက်နှာသာနားကိုကြားတဲ့ကိုတို့ဒီ rocket တစ်လုံးကျပါတယ်အဲ့ဒီ rocket ကျတဲ့အချိန်မှာကျွန်တော်တို့ဒီထောင်4နဲ့ထောင်6ကတော့တက်ကြယ်တွေမိုးထားတာဖြစ်တဲ့ကြောင့်အဲ့ဒီမှာမီးလောင်ပါတယ်မီးလောင်ပြီးတော့အဲ့ဒါချပြီးတော့ဘယ်လောက်မှမကြပါဘူးစက္ကန့်ပိုင်းလေးပဲချပြီးနောက်ထပ်2လုံးထပ်ကြပါတယ်ပထမတစ်လုံးကျချိန်မှာကျွန်တော်တို့ထောင်ထဲကိုမီးကိုဖုန်နေပေါ့မီးကိုတွေဖုန်နေဝင်ပါတယ်အဲ့ချိန်ကြီးကျွန်တော်လည်းမှောက်နေပါသေးတယ်နောက်ထပ်ထပ်ချမယ်ထပ်ချနိုင်တယ်ဆိုတော့မှောက်နေပါသေးတယ်ပြီးတော့ခါနောက်ထပ်2လုံးဇက်တိုက်ထပ်ချတော့အလုံးပေါင်း3လုံးဖြစ်သွားပါတယ်အဲ့3လုံးချပြီးတဲ့အချိန်မှာတော့ထောင်ထဲမှာဘယ်လိုမှနေလို့မရတော့ဘူးကျွန်တော်တို့ထောင်မျက်နှာချက်ပေါ့မျက်နှာချက်ထုတ်တန်းတွေမှာမီးဆွဲတယ်တကားတွေပါမီးဆွဲပြီးတော့တစ်သားတွေမီးလောင်ပါတယ်မီးလောင်တဲ့အချိန်မှာကျွန်တော်တို့အကုန်လုံးဒီထောင်ထဲကနေထွက်ပေါ့အကုန်လုံးထွက်ဆိုပြီးတော့တယောက်နဲ့တယောက်အော်ဟစ်ပြီးတော့အဲ့ဒါကျွန်တော်တို့ထွက်ကြပါတယ်အဲ့ချိန်မှာလည်းကျွန်တော်တို့ကိုပါကိုတက်လူပြီးတော့ပြင်းနေချိန်ပြီးတော့တချို့ဘေးပညာမှာတချို့ခုနကျွန်တော်ပြောတဲ့လိုပဲဖြည့်ပြီးတော့ဂျန်ခဲ့တဲ့ဒဏ်ရာရတဲ့လူတွေလည်းရှိပါတယ်အဲ့ဒဏ်ရာရတဲ့လူတွေကိုလည်းကျွန်တော်တို့မဆွဲနိုင်ခဲ့ပါဘူးနောက်ပြီးတော့ကျွန်တော်တို့ထောင်မှာအခန်း2ခန်းရှိပါတယ်အခန်း1နဲ့အခန်း2ဆိုပြီးခွဲထားပါတယ်သူကအခန်း2ဘက်ကကျတော့ထောင်6နဲ့နီးပါတယ်ထောင်4နဲ့နီးပါတယ်ထောင်4နဲ့နီးတာဖြစ်တော့ကြောင့်အဲ့ဒီအခန်း2ဘက်ချမ်းကတော့တော်တော်များများထိပါတယ်မီးလည်းတော်တော်လောင်ပါတယ်အဲ့ဒီထဲမှာလည်းတော်တော်များများခုနကကျွန်တော်ပြောခဲ့သလိုပါပဲဟိုဒဏ်ရာလည်းမရဘူးအကောင့်တိုင်းရှိတယ်အကောင့်တိုင်းရှိပြီးတော့မီးတွေလောင်နေတာဖြစ်တော့ကြောင့်အပေါက်ဝါကိုဘလို့မှတိုးထွက်လို့မရဘဲနဲ့မီးလောင်တေခံသွားတဲ့ရာရှိစစ်တီတွေအများကြီးရှိပါတယ်အဲ့ဒီအချိန်တွေကကျွန်တော်တို့ပထမကျွန်တော်ပြောတဲ့ဘုံ3လုံးကျဲပြီးတဲ့အချိန်မှာကျွန်တော်တို့ဂျက်တွေတောက်လျှောက်လာပြီးတော့အလဲကျနေကျွန်တော်တို့ဘုံကျဲပါတယ်ကျွန်တော်တို့လည်းထွက်လို့မရပါဘူးအချိန်မှာတက်တော်အဖွဲ့ဝင်တွေလည်းထွက်လို့မရပါဘူးဘယ်သူမှအကုန်လုံးဟိုထွက်လို့မရပါဘူးလူတွေနဲ့နေရာလေးတွေမှာနေရပါတယ်နေပြီးတဲ့အခါကျတော့ကျွန်တော်တို့ဒီဘက်ကိုကျဲတာကတော့ကျွန်တော်စိတ်ထင်တနာရီနီးပါးလောက်တော့ခံမှန်းကြပါတယ်အဲ့ဒါတွေပြီးသွားတဲ့အချိန်မှာတော့ကျွန်တော်တို့ရဲ့ဒီစေးတပ်ဖွဲ့ဝင်တွေတက်တော်ဆရာတွေအကုန်လုံးကလိုက်ပြီးတော့ဒီဘုံတွေကျဲနေတယ်ဟိုဘက်မှာဝိုင်တွဲတွေကျဲနေတယ်အဲ့ဒီဂျားတွေကနေပြီးတော့နော်ဟိုကိုအတက်ကိုဗရန်နာမထားဘဲနဲ့ဒီမှာရန်ရနေတဲ့လူတွေရှိရင်ထွက်ဆိုပြီးတော့အကုန်လုံးကတ်တွေနဲ့ဟိုထမ်းနေနေနဲ့အကုန်လိုက်ပြီးတော့သူတို့လိုက်ခေါ်ပါတယ်လိုက်ခေါ်တဲ့မှာကျွန်တော်တို့အစုလိုက်ကလေးကျွန်တော်တို့ဘုံခုနေတဲ့နေရာလေးတွေကနေပြီးတော့ဒဏ်ရာရတဲ့လူတွေကိုစစ်ထုတ်ပြီးတော့ကျွန်တော်တို့စေကန်းကိုကျွန်တော်ပြောချင်တာကတော့ကိုတင်းစာစိတ်လေးထားပြီးတော့ကိုလက်အောင်ငယ်သားကိုကြောသားရင်သားမခေါ်ကြဘဲနဲ့ကိုကြောသားရင်သားမခေါ်ကြဘဲနဲ့ကိုလက်အောင်ငယ်သားတွေကိုပြန်ကြည့်တင်ပါတယ်ဒီလိုမျိုးဘုံတွေကျဲပြီးတော့ကျွန်တော်တို့တိရနဲ့ကျွန်တော်တို့ရှိတဲ့နေရာလဲတိရနဲ့တိုက်ခိုက်တာမျိုးကတော့လုံးဝကိုမလုပ်သင့်တဲ့အလုပ်ပါကျွန်တော်အစားကကနဦးပြောခဲ့လို့ပဲကျွန်တော်ဘယ်တော့မှ
အိမ်မက်ထဲမှာတော့တွေးမထားခဲ့ပါဘူးကျွန်တော်ဒီလိုမျိုးဖြစ်မယ်လို့ဒါပေမဲ့3လပိုင်း10ရက်နေ့တနင်္ဂနွေနေ့မှာကြုံလိုက်ရတဲ့ဖြစ်တာကြောင့်ကျွန်တော်ယုံကြည်သွားပါတယ်ဒီလိုမျိုးဖြစ်တာတကယ်လည်းအံ့ဩပါတယ်အဲ့လိုမျိုးတွေလည်းမလုံးတင်ပါတယ်မွေးပါတယ်ဒီလိုပဲဆေးဝါးဆိုလဲဆေးဝါးအစားအစာဆိုလဲအစားအစာနဲ့ကောင်းမွန်စောင့်ရှောက်ထားတယ်အဲ့ဒီအပြင်ကမှကျွန်တော်တို့ညီလိုကိုလိုပဲဆက်ဆံပါတယ်ကျွန်တော်ဆိုရင်လည်းဒါအခုချိန်ကြီးတစ်ခါမှဒုံးနဲ့ရိုက်ခံရတာတို့လက်နဲ့ရိုက်ခံရတာမျိုးတို့အခုချိန်ကြီးတစ်ခါမှမရှိပါဘူးပြောရမယ်ဆိုရင်ကျွန်တော်တို့ပြန်ပြီးတော့လည်းလက်မခံနိုင်တော့ကျွန်တော်တို့ပြန်ပြီးဆွေးနွေးညှိနှိုင်းတာမျိုးလည်းမလုပ်တော့ဘဲနဲ့ဒီတိုင်းကျွန်တော်တို့ရှိတဲ့နေရာကိုတည်တည်ရနဲ့ဘုံကျဲလိုက်တယ်ဆိုတော့အဖေကတော့ရှင်းပါတယ်ကျွန်တော်တို့အသက်ရှင်လျက်မရှိသေးကျွန်တော်တဲ့သဘောပါပဲကျွန်တော်တော့အဲ့လိုပဲထင်မြင်ယူဆပါတယ်ကျွန်တော်အနေနဲ့ကတော့ကျွန်တော်တို့အားလုံးဟာကျွန်တော်တို့နိုင်ငံကြီးကတိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ဖွဲ့စည်းထားတဲ့ပြည်ထောင်စုမြန်မာနိုင်ငံတော်ဖြစ်တယ်အဲ့လိုပြည်ထောင်စုမြန်မာနိုင်ငံတော်ဖြစ်တော့ကျွန်တော်တို့ဒီတိုင်းရင်းသားပေါင်းစုံနဲ့ကျွန်တော်တို့လက်တွဲပြီးတော့ဒီနိုင်ငံကြီးကိုထွန်းရှင်အောင်ကျွန်တော်တို့ညီကိုတွေအားလုံးတင်းတင်းမြတ်မြတ်စစ်စစ်လုံးလုံးနဲ့နေသွားရမယ်နေသွားဖို့လိုအပ်ပါတယ်အဲ့ဒီလိုမျိုးကိုမငြင်းနိုင်လာမျိုးတွေပေါ့ပြပြလဲလဲတိုင်းသားညီကိုတွေမလုပ်ခွင့်နဲ့ဒီလိုမျိုးကြီးကျွန်တော်တို့မှဘာမှလက်နက်လက်ကင်ထားတာမရှိပါဘူးနောက်ပြီး3မန်းအနေနဲ့ဘာမှလည်းဟိုထောင်ထဲမှာပဲကိုယ့်အကိုနေပြီးတော့ဘာမှအဖောင်ဖြစ်တဲ့ပုံမှာဒီလိုမျိုးရဲဆက်ဆက်လောက်တာကတော့ဟိုကမလုပ်တင်ဘူးလို့ကျွန်တော်ထင်ပါတယ်ကျွန်တော်အမှန်တကယ်လည်းအဲ့လိုမျိုးမလုပ်တင်ပါဘူးဥပမာဆိုတော့ကျွန်တော်တို့တိုင်းသားညီကိုတွေအားလုံးကတူတူပါပဲတချင်ကြရကြီးညဗမာမွန်ခိုင်ရှမ်းအားလုံးကအတူတကွနဲ့ဒီနိုင်ငံကြီးကိုပြည်တော်လူကြီးကိုမပြိုကွဲအောင်ထိန်းသိမ်းဆောင်ရှောက်ရမယ်အစားဒီလိုမျိုးလုပ်တဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့တော့ဒီလိုမျိုးနောက်မှာထပ်ပြီးတော့မဖြစ်ပါစေနဲ့ကျွန်တော်တို့လိုအဖြစ်ဆိုးမျိုးတွေတခြားပေါ့နော်တခြားနေရာဒေသမှာရှိတဲ့တိုင်းသားညီကိုတွေဒီရခိုင်ပြည်နယ်တစ်ခုမှမဟုတ်ပါဘူးမြန်မာပြည်လုံးမှာရှိတဲ့တိုင်းသားညီကိုတွေအားလုံးဒီလိုကျွန်တော်တို့လိုအဖြစ်ဆိုးမျိုးကနေပြီးတော့ကင်းဝေးပါစေဒီလိုအဖြစ်ဆိုးမျိုးမကြုံရပါစေနဲ့လို့ကျွန်တော်ဆန္ဒပြုရင်းနဲ့ကျွန်တော်ပြောလိုပါတယ်တို့ဒီမှာအချင်းကာလအဖြစ်နဲ့တခုကြာပါပြီအဲ့ဒီမှာကျွန်တော်တို့ကဲထုံးမလားဆိုတဲ့ဆွေးနွေးညှိနှိုင်းပြီးတော့ကဲထုံးမလားဆိုတဲ့မျှော်လင့်ချက်နဲ့ကျွန်တော်တို့အသက်ကိုရှင်းတန်းအောင်ကျွန်တော်တို့နေခဲ့ပါတယ်ဟိုတက်တော့လည်းကျွန်တော်တို့အချင်းတိုင်းမိသားစုတွေနဲ့ပြန်တွေ့ရမယ်အတင်းထားလိုအပ်တဲ့စေဝါရိတ်ခါအစားအသောက်တွေအားအကုန်လုံးကျွေးမွေးစောင့်ရှောက်ထားတာဖြစ်တဲ့ကြောင့်ကျွန်တော်တို့စိတ်အားတော့တက်မိပါတယ်အဲ့ဒီဟာလေးကိုကျွန်တော်တို့စောင့်နေတာပါအဲ့ဒီကနေကျွန်တော်တို့ပြန်နှုတ်မနေလို့ကျွန်တော်တို့စောင့်နေတာပါဒါပေမဲ့ဒီလိုမျိုးလောက်ရကြီးကျွန်တော်တို့ပေါ်မှာလှုပ်လိုက်တာဖြစ်တဲ့ကြောင့်စိတ်ထဲမှာတော့တော်တော်လေးနောင်တရပါတယ်ဟိုအဲ့လိုမျိုးမလုပ်တင်ဘူးပေါ့ဘာကျွန်တော်တို့အဲ့ဒါဆိုကျွန်တော်တို့ဒီမှာဘောတော့နေပေါင်းမှတောင်းထမ်းဆောင်ခဲ့တဲ့မျက်နှာလေးတွေကမထောက်ဖဲလို့ရတဲ့အတွက်လဲကျွန်တော်တော်တော်အံ့ဩမိပါတယ်ခံလက်ခံမြင်ပါတယ်ဒါပေမဲ့ကျွန်တော်အနေနဲ့လည်းဘာမှမတက်နိုင်ပါဘူးခံပြင်းမိတယ်အံ့ဩမိတယ်ဒီလောက်ပါပဲ ကြားလောက်ပြီလားဒီလောက်ဆိုဒါလည်းမင်းတို့နောက်တနေ့ကျလို့ရှိရင်နောက်တနည်းနဲ့မင်းတို့ပြန်ပြောင်းပြီးတော့မင်းတို့လိန်နေဦးမှာလေမင်းတို့အဲ့စစ်မြေပြင်ကိုခေါ်သွားပြီးတော့မင်းတို့လိုက်ပြလိုက်ကြည့်မလားဘယ်တော့တနာဖို့ကောင်းလဲမင်းမိသားစုဝင်တယောက်ဆိုလို့ရှိရင်ဘာပြောထားလဲဆိုနားထောင်ကြည့်ပါ ခါတလေကျတော့စိတ်နာရှင်တယ်ပေါ့နော်ညီမတို့တနင်္လာသူတို့အတွက်လည်းပိတ်ဆက်ခဲ့ပြီးပါပြီပေါ့နော်တနင်္လာပိတ်ဆက်ခဲ့ဒါပေမဲ့ညီမတို့တွေကိုတကယ်လို့သူတို့ကပြန်ပြီးတော့မကယ်ထုတ်ရှင်လာလားဘယ်လိုရွေချက်နဲ့သူတို့ဒီလိုလေချောင်းတိုက်ခိုက်မှုဘယ်လိုရွေချက်နဲ့လုပ်လဲတော့ညီမတို့မသိဘူးပေါ့နော်ဒီမှာကျနိုင်တော့ညီမတို့လည်းပြန်ရှင်နေမှန်ပါတယ်ဒီဘက်ကဘူးကြီးတွေရှင်လာလဲအကုန်လုံးပြန်မှုအတွက်လည်းညီမတို့အတွက်အကုန်လုံးလုပ်ပေးထားပါတယ် အဲ့လိုပြန်ဖို့ဘာညာလုတ်ပေးထားပြီးတဲ့အချိန်ကျမှအခုလိုဖြစ်ရတော့ဘာလို့ကြံခဲ့တဲ့မိသားစုဝင်တွေကရင်ကွဲနေရမလဲငါခုနကပြောလို့ပဲထပ်ပြောဦးမယ်ပြည်တော့မှသူတို့မျောနေတဲ့ဘယ်ရှင်ပြန်လွတ်လာမလဲဘယ်ရှင်ပြန်လွတ်လာမလဲအေးရတကယ်လည်းပြန်လွတ်ပေးနေနော်အေးပြန်လွတ်ပေးနေမင်းတို့တုံမှန်းနေမနေတော့တတုတ်ပြီးတတုတ်ဟာမင်းတို့ပြောလို့မီးရှို့တက်ပြစ်ရှင်မှာတော့အစကတည်းကဖမ်းမနေဘူးတွေ့တဲ့နေရာမှာတက်ပြစ်မှာပေါ့စံတော်ကုန်သေးတယ်စံကုန်ခံပြီးတော့ဘာလို့တင်ကြွေးထားမှာတက်ရှင်မှာတော့အစကတည်းကတက်ပြစ်မှာပေါ့မင်းတို့ကောင်ဖမ်းမနေဟုတ်တယ်မလားမင်းတို့တက်ရှင်အစောကတည်းကစစ်မြေပြင်မှာဖမ်းမိကြတယ်အဲ့အရှင်မလို့အကုန်တက်ပြစ်မှာပေါ့အခုမှစံဒီအကုန်ခံတင်ကြွေးထားပြီးမှငါတို့ကတက်ပြစ်ရမှာတက်ရှင်အစောကတည်းကတက်မှာဗောစောက်ယူနားကန်းနေတဲ့